အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့လို့တနင်္ဂနွေနေ့လေးမှာကျမအနေနဲ့စာလေးတစ်ပုဒ်လောက်ဖတ်ပြချင်ပါတယ်ခေါင်းစဉ်လေးကတော့ပျော်ရွှင်ခြင်းတဲ့ဒီနေ့မှာလူငယ်လေးနှစ်ယောက်ဟာဟောင်းနွမ်းနေတဲ့ရှုပနတ်တရံကိုရာတော့အဆက်မှာတွေ့လိုက်တယ်ဒီပနတ်ဟာရာလုံလုံနေတဲ့အဖိုးကြီးရဲ့ပနတ်ဖြစ်မယ်ဆိုတာသူတို့သိတယ်ပထမလူငယ်ကအကိုကျွန်တော်တို့သူ့ပနတ်ကိုခြုံပုတ်အောက်မှာဖွက်ထားလိုက်ရအောင်ဒါမှသူ့ဖက်နှက်ကိုရှာမတွေ့လို့ဗျာများနေတာကြည့်ပြီးရီကြတာပေါ့ကျွန်တော်ပြောချင်လို့ပါဒုတိယလူငယ်ကညီလေးရဲ့မင်းသူများဒုက္ခရောက်တာကိုကြည့်ပြီးပြောတယ်ဆိုတာမကောင်းဘူးကွမင်းတကယ်ပြောချင်သလားဒီလိုလုပ်ကွာဘာလို့ရမှာလဲအကိုငါတို့မှာပါတဲ့ပတ်စံတွေကိုရှုဖက်နှက်နှစ်ဖက်ထဲမှာခွဲထည့်ထားကြမယ်အဖိုးကြီးဖက်နှက်စီးကြီးလို့အားတင်ပြီးဘာလို့ရမှန်းမသိဖြစ်နေတာကိုကြည့်ပြီးပြောကြတာပေါ့အကိုကပြန်ပြောလိုက်ပါတယ်ညီကလေးကလည်းအခုပြောသလိုတကယ်ပြောရမယ်ဆိုရင်ကျွန်တော်တို့လုပ်ကြတာပေါ့သူတို့နှစ်ယောက်ဟာပတ်စံတွေကိုဖက်နှက်နှစ်ဖက်မှာခွဲထည့်ပြီးတော့အရင်နေရာမှာပြန်ချထားလိုက်တယ်ပြီးတော့ခြုံပုတ်နောက်မှာပုံပြီးတော့စောင့်ကြည့်နေကြတယ်မကြခင်ဖိုးကြီးရောက်လာတယ်သူ့လက်တစ်ဖက်ကိုအရင်ဖက်နှက်တစ်ဖက်ကိုအရင်စီးတယ်ဖက်နှက်ထဲမှာတခုခုခံနေလို့လက်နဲ့နှိုက်ကြည့်လိုက်တော့ပတ်စံတွေတွေ့တယ်သူဟာအံ့ဩလို့ဖြစ်သွားတယ်နောက်ဖက်နှက်တရံကိုစီးပြန်တယ်ဖက်နှက်ထဲကပတ်စံတွေတွေ့ရပြန်တယ်အဖိုးကြီးကမျက်ရည်တွေစီးကျလာတယ်ပြီးတော့မြေကြီးပေါ်မှာဒူးထောက်လက်အုပ်ချီရင်ပါဇက်ကအခုလိုတန်ထွက်ပြောလိုက်တယ်အိုးဖျားသခင်အခုပတ်စံပေးသူဘယ်သူလဲဆိုတာကျွန်တော်မသိပါဘူးဒါပေမဲ့သူ့ကိုကျွန်တော်အရန်ကျေးဇူးတင်ပါတယ်ဖျားဘာလို့လဲဆိုတော့အိမ်ကမိန်းမနေမကောင်းတာ3ရက်ရှိနေပါပြီဈေးဝယ်ဖို့ပတ်စံလည်းမရှိဘူးသမီးလေးလည်းအိမ်မှာစားစရာမရှိလို့မနေ့ကတည်းကဘာမှမစားရသေးဘူးအခုရတဲ့ပတ်စံနဲ့မိန်းမအတွက်ဆေးသွားဝယ်လို့ရပြီသမီးလေးအတွက်စားစရာတွေဝယ်လို့ရပြီဝမ်းသာလိုက်တာဗျာပထမလူငယ်ဟာဒီမြင်ကွင်းကိုကြည့်ပြီးဝမ်းသာလို့မျက်ရည်တွေစီးကျနေတယ်ဒုတိယလူငယ်လေးလည်းပထမလူငယ်ကိုကြည့်ရင်ဝမ်းသာနေတယ်သင်ပြောချင်ပါသလားသူများကိုပြော